Hello အားလုံးပဲမင်္ဂလာပါเนาะဒီနေ့ဝက်ကလီစာလေးတုတ်စာဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်လက်မြဝေးပြီးတာเนาะအရင်ဆုံးဒါကဝက်ကလီစာတွေကိုကျွန်တော်အရင်ဆုံးရေးဆေးပြီးတော့ပြုတ်ထားမယ်เนาะကြက်အောင်ပြုတ်မှာပေါ့ဒါကအသေးရှိတယ်ဥရှိတယ်သူရဲ့အစုပ်တွေပေါ့เนาะဝက်ကလီစာတွေပေါ့ဒါတွေကိုပြုတ်ထားမယ်เนาะကြက်အောင်ပြုတ်မှာပေါ့ပြုတ်ထားတဲ့အချိန်မှာကျွန်တော်တို့ဒါသူနဲ့တောက်ဖို့တော့နော်စပလင်းဒါကရှာနနန်နော်ဒီမှာကပရဲကောတွေဒါတွေကိုကျွန်တော်တို့လီးရမယ်နော်ပပလေးလီးပြီးထားရမယ်ပြီးရင်ဒါကကြက်ဝိုင်ပေါ့နော်ပြုတ်လာတာကြက်တော့ပပလေးလီးမှာပေါ့နော်လီးပြီးတော့ဒါတွေအားလုံးစတော့ပဲပေါ့နော်ကျွန်တော်တို့ပစ္စည်းအားလုံးပြင်ဆင်လာပြီးကျွန်တော်စပြီးတော့တောက်ပါမယ်ဒါကလီးရတဲ့ဝက်ကလီစာတွေဒါကသူ့ရဲ့အစာတွေနော်စီပလင်ရှာနနန်ပရဲကောဒါတွေကိုလုံးထည့်မယ်ပြီးရင်ကြက်သွန်နီပပလီတာကိုထည့်ပါမယ်နော်ပြီးရင်အချိုမှုတ်ထည့်ပါမယ်ကဲဒါကဆန်မှုတ်ပေါ့နော်ဆန်မှုတ်ကိုလှော်ထားတာအဓိကပေါ့နော်ဆန်မှုတ်လှော်ပြီးတော့ထောင်းထားတာကိုထည့်ပါမယ်ဒါကအဓိကပေါ့နော်များထည့်လိစားကောင်းလေးပဲကဲပြီးရင်နေမယ်နော်တို့စားမထည့်ဘူးเนาะဘာဖြစ်လဲဆိုတော့နောက်ပြီးရင်သွေးထည့်မယ်เนาะသွေးအရင်ဆုံးတမအောင်နေလိုက်အောင်မယ်ဒီမှာသွေးစစ်ထည့်မယ်เนาะသွေးဒီသွေးမှာတို့စားထည့်တာเนาะအဲ့ဒါကြောင့်ကျွန်တော်စားမထည့်ပဲနဲ့နေတော့ဗောเนาะသွေးတွေဖောက်ထည့်မယ်ဒါကျွန်တော်တို့ရဲ့ဒါကမွန်ရိုးရနော်ဝက်ကလီစာတောက်ပေါ့နော်သွေးအစိမ်းနဲ့လောက်စားကြည့်နော်အရင်စားကောင်းတယ်မှာသွေးတွေထည့်တယ်နော်သွေးမှာပါတယ်သူတို့စားထည့်တာလေအဲ့ဒါကြောင့်တို့စားမထည့်နဲ့နော်ငံဝါမကြောက်လို့ပြီးမှကိုအရတာရင်မြည်ကြည့်ပေါ့ပြီးမှပေါ့လိုတာတွေလိုက်ထည့်ပေါ့အငန်အပေါ့လိုတာလိုက်ထည့်နေတယ်နော်တမအောင်နေရနော်မြည်ကြည့်တယ်နော်အရတာတော့ကွက်တိပဲဒါကိုစားဖို့တော့ပဲနော်လက်အိတ်မထည့်ဘူးပေါ့ဒီတိုင်းပဲတောက်ကဲပြီးပြီเนาะဒီမှာဒီတိုင်းစားကစားလို့လည်းရတယ်အမြီးလုပ်လို့လည်းရเนาะအရန်စားကောင်းတယ်လှုပ်ဆန်းကြည့်တာမူရိုးရာဝက်ကလီစာတုတ်